2020 ပြည့်နှစ်ဇန်နဝါရီလတွင်အပမာရစာစဉ်ကထုတ်ဝေ၍ဇာတိဆရာမြတ်တန်းဆန်ရေးသားပူဇော်ခဲ့သောဗမောက္ခကျုဆရာတော်ကြီးဒေါက်တာအရှင်နန္ဒမာလာပိဝင်သား၏ဘဝခီးနှင့်ဓမ္မစီမီစာအုပ်ကိုစာရေးသူကိုယ်တိုင်ဖတ်ကြားတင်ပြပါသည်ကိုယ်တိုင်ရေးကိုယ်တိုင်ပြောဓမ္မစကားနိဒံအဖွင့်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမိညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလျက်သင်္ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးပါသမိတာနှင့်တထာဇနီဆွန်ញကြီးဟုကျက်တိထဝေ90အစုအလွန်ခဲရင်တော်မူတော့ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြုတ်ကိုအထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပေမညင်းတို့ကတောဘဝတဏ္ဏကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတဝါများရင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမိညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းအတန်တော်ကချွေးလာသည်ကရုဏာတန်လည်းပါနေ၏ဘုရားရှင်၏မဟာကရုဏာတော်ကိုဖော်ကျူးရတွင်ဖော်ကျူးသူ၌ကရုဏာဓာတ်တွေကိန်းဝတ်နေခြင်းရှိမရှိအတန်တော်ကတက်တည်ခံနေပေသည်ကရုဏာဓာတ်သည်နုညံ့တိမ်မွေးမှုကိုစားပြု၏ကျေးဇူးတော်ရှင်တိပိဋကမင်းကွန်းဆရာတော်ကြီးမဟာဗုဒ္ဓဝင်ပထမတွင်၌ကရုဏာနှင့်ပတ်သက်၍ကရုဏာသည်ဖျားအဖြစ်ကိုပြုတတ်သောတရားပေါင်းတို့၏အစဆုံးအကျင့်မူလဖြစ်ပေ၏အပိုင်းခြားမထားသောစိတ်ဖြင့်တတ္တဝါတို့၌စီးပွားချမ်းသာကိုကပ်၍ဆောင်ခြင်းမေတ္တာအမှု၌နှစ်ချိုက်မွေ့လျော်ပျော်ပိုက်တော်မူသောဖျားအလောင်းတော်အားတတ္တဝါတို့၏စီးပွားမဲ့အကျိုးမဲ့များကိုပယ်ရှားလိုခြင်းကရုဏာသည်အမြင့်ခိုင်မြဲစွာအားရှိဖြစ်ပွားနိုင်၏တို့ရကကရုဏာ၏အခြေခံအကြောင်းရင်းဖြစ်သောကြောင့်ခတ်သိမ်းသောတတ္တဝါတို့၌မေတ္တာတရားပွားများတင်လှပေ၏ဤသို့အစရှိသောမေတ္တာ၏ဂုဏ်ကျေးဇူးကိုဆင်ခြင်အပ်ကုန်၏ဟုရေးသားဖော်ကျူးခဲ့၏ထို့ကြောင့်ကရုဏာသည်မေတ္တာကိုအခြေခံ၍ထိုမေတ္တာကိုပင်အစင့်မြင့်တင်လိုက်သောတတ္တမျိုးဟုဆိုနိုင်သည်သာမေတ္တာသည်တတ္တဝါတို့၏အကျိုးစီးပွားကိုလူလားခြင်းတည်းဟုသောစိတ်ထားစိတ်ဓာတ်တို့ကိုယ်တန်တန်၌မွေးဖွားလာခြင်းဖြစ်၏ကရုဏာအဆင့်ထိကျယ်ပြန့်လာသောမေတ္တာသည်ကတတ္တဝါတို့၌ကြာရောက်လာတတ်သောဒုက္ခပေးဒဏ်ရန်အသွယ်သွယ်တို့အားဖယ်ရှားပေးလိုခြင်းဖြစ်သည်တတ္တဝါပေါင်းခံစားရမည်ဒုက္ခဘေးဆိုးတို့ကိုကြိုတင်သိမြင်သဖြင့်ထိုဒုက္ခဘေးဆိုးတို့မှလွတ်မြောက်အောင်ကုညီဆောင်ရွက်ပေးလိုသောဉာဏ်ဖြင့်ရှင်သည့်စိတ်စေတနာတစ်မျိုးဟုခေါ်ဆိုနိုင်ပါ၏
ဂယုဏတွင်ရှေးကမဟာထည့်လိုက်သောအခါမဟာကရုဏာဖြစ်လာလေသည်ထို့ကြောင့်မဟာကရုဏာဟုသည်မြည်မြကြီးကျယ်မြင့်မြတ်လိုက်မည်နီသို့ဆိုလျှင်မဟာကရုဏာတွင်ကိန်းဝတ်နေသောမေတ္တာတတ်သည်မြည်မြကြီးမားလိုက်မည်နီမြည်မြအေးမြလိုက်မည်နီတပ်ဖြတ်ကပင်ကိလေရှင်သာဉာဏ်ရင်းမဟာကရုဏာနှင့်တမ္မာတမ္မောတိအစရှိလက်ဉာဏ်တော်မြတ်၏မဟာကရုဏာဆိုတာနည်းနည်းကရုဏာမဟုတ်ဘူးစိတ်ဖြစ်ပုံလေးကိုစဉ်းစားကြည့်စမ်းသားလေးတယောက်ရလာတယ်ကိုယ်သားလေးပေါ်မေတ္တာရောကရုဏာရောဖြစ်ပေါ်လာလိုက်တာမရခင်တုန်းကတော့ဒီမေတ္တာကရုဏာမျိုးမဖြစ်ခဲ့ဘူးသားကလေးရလာတယ်ဆိုရင်ကရုဏာဖြစ်လာပြီစမ်းတာအင်မတန်စမ်းတာတရားသဘောကဘယ်သူမှလှုပ်ပေးနေတာမဟုတ်ဘူးနောက်တစ်ခါသမီးဆိုတော့အဲ့နှစ်ယောက်ပေါ်မှာမေတ္တာကရုဏာနေမသွားဘူးရော့မသွားဘူးနောက်ထပ်လည်းကြီးလာပြန်တယ်ဒီလိုပေါ့သားတွေသမီးတွေနောက်တော့မြေးတွေမေတ္တာကရုဏာတွေပို့ပြီးတော့ကျေပြန့်လာတယ်ဗုဒ္ဓမြတ်စွာကအားလုံးဝိနည်းတတ္တဝါတွေကိုသားတော်တွေသမီးတော်တွေပေါ်မေတ္တာစစ်နဲ့စင်းရဲမှာစိုးတော်မူလိုက်တာအပယ်လေးပါးကိုကိုယ်တော်တိုင်ဒီပါစက္ခုဉာဏ်နဲ့မြင်ထားလို့အပယ်ငရဲမှာဒုက္ခတွေပိဋ္ဌာတွေမြင်ထားလို့အဲ့ဒီငရဲရောက်သွားမှာပိဋ္ဌာဖြစ်သွားမှာစိုးတော်မူလိုက်တာမေတ္တာကရုဏာတော်ကြီးမားတော်မူလိုက်တာအဲ့ဒါကြောင့်မဟာကရုဏာအင်မတန်ကြီးကျယ်တဲ့မဟာကရုဏာလို့ဆိုရတယ်ကျေးဇူးတော်ရှင်မဟာကန္နယုံဆရာတော်အရှင်ဇနကပိဝန္ဒ၏အခြေပြုပဋ္ဌာန်းတရားတော်တွေကဟောကြားချက်ဖြစ်ပါသည်ဖျားရှင်မဟာကရုဏာဉာဏ်တော်ကိုခံစားနားလည်တတ်ဖို့လိုသည်သို့မှသာဖျားရှင်၏ဖျားလောင်းတော်ဘဝပေးဆက်အနစ်နာခံမှုများကိုချင်းစာနားလည်နိုင်မည်ဤသည်ပင်လင်ဖျားရှင်ပေါ်မိမိဘက်ကပြန်ထားလိုက်သောမေတ္တာတရားဟုဆိုခြင်းပါသည်သို့တော်လည်းမိမိဘက်ကဖျားရှင်ပေါ်ကိုချင်းစာနားလည်မှုမေတ္တာတရားဟုသည်ရေတကွန်ပမာအရှင်ဟုန်ဖြင့်ကြဆင်းလာသောဖျားရှင်၏မဟာကရုဏာရေအလင်တို့ကြောင့်အောက်ခြေကြောက်တုံးကြောက်ဆိုင်တည်းဟုသောမိမိနားလည်မှုအသိဉာဏ်လေးနှင့်တိုက်မိ၍အပေါ်သို့လွင့်စင်ပြန်တက်လာသည့်ရေပေါက်လေးတစ်ပေါက်မျှသာတည်းတကယ်တမ်းပညာရှိလာရင်မိသည့်လုပ်ငန်းကိုလုပ်ကိုကျိုးကိုပဓာနမထားပဲလောကအကျိုးကိုသာပဓာနထား၍လုပ်မည်ဖြစ်၏ကိုကျိုးကိုပဓာနမထားခြင်းဟူသည်ကရုဏာ၏သင်္ကေတဖြစ်၏မိမိထက်လောကကိုချစ်တတ်ဖို့ကျင်နာတတ်ဖို့နားလည်သူသည်ကရုဏာကိုနားလည်သူဖြစ်၏ကရုဏာကိုနားလည်သူဖြစ်လျင်ပါရမီလုပ်ငန်းကိုလုပ်ဖို့ထက်ဝက်အားရှိလာ၏ဆရာကြီးဦးရွှေအောင်၏ဗုဒ္ဓလောကသားတို့၏အနိုင်မဲ့ကျေးဇူးရှင်ကျမ်းစာအုပ်ပါကရုဏာနှင့်ပတ်သက်၍ရေးသားဖွဲ့ဆိုခဲ့သည့်အချက်များကိုပြန်သတိရမိသည်ဒီနေ့ညဓမ္မသဘင်ကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖျား၏မဟာကရုဏာကုံကိုအာယုံပြုကာတိကျူးဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆို၍စတင်ကြရအောင်မဟာကရုဏိကတတတ္တဝါများရင်ဝင်သားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောချိုနွဲ့သောအတန်တော်နှင့်အတူဘုရားရှင်၏မဟာကရုဏာဓာတ်တွေသည်ရင်ထဲသို့စီးဝင်လာသည်သို့ခံစားရသည်တရားအဖွင့်ဝန္ဒနာပနာမတွင်ပါဝင်သောအတိတုဂရာနိဥစ္စာအသက်ခြေလက်အင်္ဂါမေတ္တာကြီးမားသမီးသားနှင့်တထာဇနီဆွန်ငင်းကြီးဟုကျက်သီးထပွဲငါးသွယ်အစုအလွန်ခဲရင်သောအမှုတို့ကိုစာပိုက်ရောက်တိုင်းရင်ထဲမှဆုနစ်နစ်ဖြစ်ရသည်ရွတ်ဆိုနေသောဆရာတော်ကြီးအတန်သည်ပင်လင်ဤနေရာရောက်လေတိုင်းအတန်ငယ်လှိုင်းထ
တုံခါသွားသည်ထင်သည်ဆရာတော်ကြီးမှာကျမ်းမာရေးသိမ့်မကောင်းလားသို့သောမြို့တကနေတကအနှံ့တရားရည်အေးတိုက်ကျွေးနေသည်မှာနားရသည်ဟူ၍ပင်မရှိဤသည်ပင်လင်ခဲရင်သောအမှုကိုပြုနေခြင်းတစ်မျိုးဟုပြောဆိုရမည်လားဆရာတော်ကြီးခမည်းလဲကျသွားတတ်သောဥကောင်းတော်ကိုလက်ချောင်းကလေးများဖြင့်ထောက်ကန်၍လဲမကျသွားအောင်ထိမ့်မှတ်ရင်းတရားဟောနေရရှာသည်ဟောသည်မြတရားတော်တွေကလည်းအနှစ်သာရပြေဝလာသဖြင့်အာယုံဆိုင်၍နားထောင်နေရတော့လဲဖန်သားပြင်မောကပုံရိပ်တွင်ဆရာတော်ကြီးခမည်းဒုက္ခဝေဒနာခံစားနေရသည့်ကြားတဲ့ကတရားနာပရိသတ်တို့အားကရုဏာရှိထား၍ဟောနေရသည့်ပုံတွေကိုမကြည့်ရနိုင်ဖြစ်ရသည်တကယ်ကိုကျေးဇူးကြီးမားလှပါပေတကားတကယ်ကိုကျေးဇူးတော်ရှင်ပါပေတကားအခုဆိုရင်ကျေးဇူးတော်ရှင်ဗမောက္ခချုပ်ဆရာတော်ကြီးကိုကြီးညိုကြသူဆရာတော်ကြီးတရားကျေးဇူးနှင့်မကင်းသူတို့သည်ပြည်တွင်းပြည်ပနေရာအနှံ့မရေမတွက်နိုင်လောက်အောင်များပြားနေပေပြီဤကဲ့သို့သောဆရာတော်ကြီးတစ်ပါးပေါ်ထွန်းလာဖို့နှစ်ပေါင်း80ကျော်80နီးပါးမြဝိနည်းများစွာစောင့်ဆိုင်မျှော်လင့်ခဲ့ကြရသည်ဝိနည်းများစွာ၏စိတ်အထာနှင့်ဟပ်စိန်မိဓမ္မဒေသနာတို့ကိုပေးဝေနေသည့်ဆရာတော်ကြီးသည်ဤကဲ့သို့တရားရည်အေးတွေတိုက်ကျွေးနိုင်ဖို့ဓမ္မသဘင်ပွဲတွေဆင်ရင်ကျင်းပနိုင်ဖို့ဖြတ်သန်းမှုတွေရင်းနှီးပေးဆက်ခဲ့ရမှုတွေအများကြီးရှိခဲ့ရသည်လွယ်လွယ်ပေါ့ပေါ့နှင့်တော့ဤနေရာကိုရောက်လာရသည်မဟုတ်ပါထိုက်တန်သည့်ရင်းနှီးမှုမရှိပါပဲအောင်မြင်ခြင်းဟူသည်ဖြစ်မလာနိုင်ပါမယုံမလွန်သည့်ကြိုးစားမှုတွေမဆိုင်ထုတ်ပဲဤသို့ဤပုံအများအတွက်အားတက်ရှင်လန်းစရာဓမ္မဒေသနာတွေဖြန့်ဝေနိုင်လိမ့်မည်မဟုတ်ပါလူတိုင်းမွေးဖွားခြင်းမှသည်တေဆုံးခြင်းစီသို့ဥတီခရီးသွားနေကြသူများဖြစ်ကြပါသည်တချို့ကခရီးတူတို့နှင့်လူလောကမှထွက်ခွာသွားကြရသည်တချို့ကခရီးပင်မနှင်ရသေးမိရင်းတွဲမှပင်တဘဝခရီးဆုံးသွားကြသည်လည်းရှိသည်အချို့ကခရီးအလတ်အချို့ကခရီးရှည်ကိုယူဆောင်လာရာကံတတ္တိအမျိုးမျိုးပေါ်မူတည်၍ခံစား권တွေသည်လည်းအမျိုးမျိုးဖြစ်ရသည်တတိတံဝေကရเสียတွေကြီးပါပဲဤသို့ဆိုလျှင်အနှစ်80နီးပါးမြဖြတ်တန်းလာခဲ့သောကျေးဇူးတော်ရှင်ဗမောက္ခချုပ်ဆရာတော်ကြီး၏ခရီးရှည်ကြီးတွင်လည်းတတိတံဝေကရเสียတွေအားကျအတူယူเสียတွေနိနာနိဒယရเสียတွေပြည့်နှက်နေပေလိမ့်မည်ဆရာတော်ကြီးဘွားခီးနေရှင်သောမိဘဆရာဆွေမျိုးညာတကာတို့၏နောက်ခံပုံရိပ်တွေကလည်းစိတ်ဝင်စားဖွယ်ရာလွမ်းမောရင်ခုန်ဖွယ်ရာအားကျအတူယူစရာတံဝေကရစရာတို့ဖြင့်ပြည့်နှက်နေပေလိမ့်မည်ထိုဘဝခီးနှင့်ရှင်သောဓမ္မစီမီတို့သည်လည်းဆရာတော်ကြီးတွေ့ကြုံခဲ့ရသောလောကရန်တရားတွေထဲကထွန်းလင်းတောက်ပလာသောအလင်းရောင်များဟုဏိဒန်းစကားဆိုလိုက်ချင်ပါတော့သည်